ကျွန်တော်တို့ကလူတော့ကတဲ့အလုပ်လုပ်ဖို့အတွက်ကြီးရောက်လာခြင်းမဟုတ်ပါဘူးကိုယ့်ရဲ့လူရင်းဆန္ဒတွေလည်းဖြည့်ဆည်းပါမကောင်းတဲ့ဆက်ဆံရေးကိုလက်လွတ်ဖို့မကတ်ခဲ့တဲ့ဘူးကိုက wrong person နဲ့လက်ရောညီတွေရှိနေမှုကြိုးစားနေတယ်ဆိုရင်ရက်လိုက်ပါဒါဘယ်လိုနည်းနဲ့မှရက်လက်ကောင်းကမရလာနိုင်ဘူးနောက်ဆုံးကိုယ်တိုင်သာလုံးပါပါတော့မယ်ဒါကြောင့် toxic relationship တွေကိုဖျက်တော့ဖို့ဝန်မလီပါနဲ့ကိုယ့်အတွက်ကောင်းကျိုးမပေးရင်အဲ့ဒီနေရာကနေချက်ချင်းရုံထွက်ဖို့သာကြိုးစားပါကိုယ့်ရဲ့လွတ်လပ်ခွင့်တွေပြောစရာတွေကိုကန့်သတ်ခံထားရရင်ရဲရဲသာလွတ်ချခဲ့ကိုယ်အစီအပြေနေဖို့ကအဓိကကိုပြောနေရင်ကိုယ်အစီအပြေရပြီကိုယ်လုံရက်ကဘယ်သူ့ကိုမှချိကြိုက်မနေဆက်လုပ်လိုက်ပါကျွန်တော်တို့ကကိုနှစ်သက်တဲ့ပုံစံနဲ့ရှင်သန်မှုရှိတယ်အများနဲ့မတူဘဲနဲ့လွတ်လပ်စွာခွေးပြလို့ရပါတယ်ကိုမနစ်ကြိုက်တဲ့ဘဝနဲ့နှစ်တရာနေရတာတဲ့ကိုယ်စိတ်တဲ့အဆင်မှန်နေတိုင်းခွေးရတဲ့တရက်တာကဘို့တို့အထိပဲရှိနေတယ်နေ့ရက်တိုင်းကောင်းအောင်နေနိုင်ဖို့ကြိုးစားပါကိုကဒီနေ့တည်းမလက်ပြတ်မှာပူကောင်းအောင်နေပါပူရင်းချက်ရမယ်ပူပြီးတည်ငြိမ်လာရမယ်ဆိုပြီးပြေးဝလာရမယ်လို့အမြဲတမ်းပါတကယ်တော့ကျွန်တော်တို့ဘဝမှာကိုယ်ပုံစံကိုကိုကြိုက်နေရဘယ်သူနဲ့မှတူစရာမလိုဘူးသူတစ်ပါးအကြိုက်လိုက်နေဖို့မလိုအပ်ဘူးကိုမလုပ်ချင်ပဲလိုက်လုပ်နေရတာတွေကိုယ်ပုံစံမဟုတ်ဘဲနဲ့အဆောင်နေရတာတွေပတ်သက်ချင်ပဲပတ်သက်နေရတဲ့လူတွေဒီຢာတွေနဲ့ဝေးလီတွေဘဝကပျော်ရွှင်နေပဲလူတိုင်းမှာအားသာချက်အားနည်းချက်တွေကရှိမြဲပဲကိုကသူများဘဝကိုအားကြနေချိန်မှာကိုဘဝလေးကိုအားကြနေသူတွေလည်းသေချာပေါက်ရှိနေမှာပါပဲ